ကျွန်တော်တို့ငယ်တုန်းကကတော့စော်တီထဲမှာဖက်ကေချားရဲ့ ET ဆိုတဲ့ဂျူသားလေးဟာဘကိုးအတွက်ဆက်ပစ္စည်းတွေထုတ်ပြီးကစားစရာတွေနဲ့အတူတူစော်ပြီးအချိန်တိုင်းအတူရှိခဲ့ကြတဲ့ကျွန်တော်တို့ငယ်ဘဝရဲ့ကာတွန်းဇက်ကောင်လေးတွေပဲပေါ့။နောက်ပြီးတော့ဒီကာတွန်းလေးဟာမြန်မာနိုင်ငံရဲ့အထင်ကရတစ်ခုဆိုရင်မှားမယ်နော်။ဒါပေမဲ့ဒီကာတွန်းကားရဲ့တကယ်နောက်ပေကအကြောင်းတွေကိုတော့လူတွေသိမသိကြသေးတာရှိတယ်နော်။တကယ်တော့အပြင်လောကမှာဘကိုးဆိုတဲ့ခင်းမြက်တွေဟာတကယ်ရှိလို့နေပြီးသူက schizophrenia လို့ခေါ်တဲ့စိတ်ယောဂတစ်မျိုးကိုခံစားနေရတဲ့ကလေးငယ်တွေအဲဒီယောဂကိုလွယ်လွယ်ပြောရရင်တော့ဒါဟာမရှိတဲ့အရာကိုရှိတယ်လို့ထင်တဲ့ယောဂတောင်ဖြစ်ပါတယ်။ကာတွန်းစာအုပ်ထဲမှာတော့သူဟာသူ့ရဲ့အသက်9နှစ်အရွယ် ED ဆိုတဲ့ဂျိုသားလေးရောက်လာတယ်လို့ရေးသားထားပေမဲ့ဒါတကယ်တော့ရောက်လာခဲ့တာမဟုတ်ပါဘူး။သူ့ရဲ့အုံနောက်က schizophrenia စိတ်ယောဂဖြစ်နေတဲ့အတွက် ED ဆိုတဲ့အရာတစ်ခုကိုစိတ်ကူးထဲမှာဖန်တီးလိုက်တာဖြစ်ပါတယ်။ဒီမှာတော့သူဟာအဲ့ဒီယောဂဖြစ်နေပြီးမရှိတဲ့အရာကိုရှိတယ်လို့မြင်ရတဲ့အတွက်ကျောင်းမှာသူ့ကိုဝိုင်းပြီးတော့စာကြနောက်ကျအနိုင်ကျင့်တာကိုအမြဲတမ်းခံနေရပါတယ်။ဒီလိုနဲ့ ED ဆိုတဲ့ပုံရိပ်ရောင်တစ်ခုဟာပေါ်လာတဲ့အခါသူနဲ့အတူဘယ်သူမှမလုပ်ပေးတဲ့ကစားစရာတွေခရှိပြေးပစ္စည်းတွေနဲ့ကစားရတယ်ဆိုပြီးတော့သူ့ရဲ့အုံနောက်ကလှုပ်ပြလာတာမျိုးဖြစ်ပြီးတကယ်တမ်းတော့ဘကိုးတယောက်တည်းပဲဒီမှာရှိနေခဲ့တာပါဒီလိုနဲ့အတူတူရှိနေတယ်လို့မှတ်ယူရင်ဘကိုးရဲ့အသက်16နှစ်ရောက်လာတဲ့အခါကျမကြီးဆိုင်ရာစေကူးတော့အကြံသိမ်းမှုတွေကြောင့် ED ဆိုတာသူ့ရဲ့ဘဝမှာတကယ်မရှိခဲ့တဲ့အရာဆိုတာကိုသူဟာတီးသွားခဲ့တာပါလို့တကယ်လဲဘကိုးဟာ ED ဆိုတာသူ့ရဲ့အုံနောက်ကခိုင်းစေတဲ့ပုံရိပ်ရောင်တစ်ခုဆိုတာကိုပြီးချင်းအရန်လိုပဲစိတ်ထိခိုက်ညာခြင်းခဲ့ရပါတယ်အဲဒီနောက်တော့ကလောကလုံးမှာ ED တယောက်တည်းနဲ့အပေါ်ပြုခဲ့ရတဲ့ဘကိုးဟာပြန်ပြီးတော့အထီးကျန်ဆက်တာပါဒီမှာသူအတွက် ED ဆိုတာတကယ်လည်းမရှိတော့ဘူးဒါပေမဲ့ဘကိုးဟာ ED တကယ်မရှိခဲ့ဘူးဆိုတာကိုသူအနေနဲ့လက်ခံနိုင်အောင်ကြိုးစားရင်းသူ့ရဲ့အသက်16နှစ်ကျော်မှာပဲကိုယ့်ကိုယ်ကိုအဆုံးစီ